ရှောက်လာတော့လောက်ရောက်တော့ဝေး45မိနစ်ဆိုတော့လမ်းဒီမှာဘန်ကောက်မှာဖုန်းလေးရမ်းများတယ်ပေါ့နော်။လမ်းမှာလည်း mass မတက်ဘူးဆိုရင်လမ်းလျှောက်လို့ရှိရင်သက်ရှင်မှုကမောတာဖြစ်တယ်။အခုတော့မနေ့အေးမောတာတော့ကောင်းတော့ဘုံနှောင်းတယ်။ဒါပေမဲ့ဗီဒီယိုတစ်ပုဒ်ကိုစားချင်တော့ဘလို့စားမလဲမသိဘူး။ဘယ်နဲ့ဘယ်ရမ်းမလဲမသိဘူး။ဒါပေမဲ့စဉ်းစားကြည့်လိုက်တာပေါ့နော်။မနေ့ညအဲပြောရိုက်ကြည့်မယ်သွားကြည့်မယ်အခုတော့ဖြစ်လာပါတော့နော်အဲကြောင့်မို့ဘူးဒီနာဘန်းချန်ခုဒီစားပြီးတော့ရှောင်းရဲဘန်းချန်မျိုးသွားပြီးတော့ဘာမှတော့မဟုတ်ဘူးဒီတိုင်းပဲလမ်းလျှောက်မယ်သွားကြည့်မယ်ဗီဒီယိုဆိုင်ရိုက်ကြည့်ရိုက်တဲ့အချက်သားမရှိတော့ဖုန်းက stable မဖြစ်ဘူးပေါ့နော်လက်ကနောက်ဆိုရင်တော့မျိုးကင်မရာစတန်တို့မိုက်လေးတို့ဝယ်ထားရင်တော့အဆင်ပြေတယ်။လောဆယ်တော့လုံးဝမထင်သေးဘူး။ဆက်ရှောက်လိုက်ပါဦးမယ်လမ်းမှာ7တွေ့ရင်တော့အပြောသေးလေးပါဝင်လိုက်ပါဦး။တော်တော်ရှောက်လာပြီးတော့ကိုယ်မှာ7ပြီးတော့ရှောက်လာ7ပြီးတွေ့7နဲ့ပါအပြောသေးလေးပါကျန်ရောက်တော့ကိုရှင်းထားလိုက်ပါဒါပေါ်မှာလည်းလာဒီလိုနဲ့လာတက်ပြီးဒီလိုမျိုး vlog video ပေါ့နဲ့အဲ့လိုကြီးပါတယ်တွက်ပြီးတော့ကြီးဆိုတာဝေးလည်းမဟုတ်ဘူးလို့ပြော Facebook ဒီလိုတွေတွေ့ပြီးတော့လို့ရမယ်အဲ့ရတော့ရတွေ့ပြီးတော့ရမယ်သွားပြီးတော့ဒီ video တွေရိုက်ချင်တော့အားတော့ဝါသနာပါခဲ့တယ်ဒါပေမဲ့ပြောတယ်ဘယ်လိုစားလို့ရမလဲမသိတာအဲ့ဒါဒီမှာအားပြောမရတာအခုတော့မှလည်းပေါ့ဗီဒီယိုကိုင်ပြီးတော့ပုံကိုင်ပြီးတော့ကြရပြောမှမသိဘူးဒီတိုင်းနေကြည့်နေဘာကြီးလည်းမသိဘူးဆိုတော့အဲ့လိုထဲသွားမှကြောက်တာပေါ့နော်စိတ်ကအဲ့လိုမျိုးနေလည်းမလုပ်ပြခဲ့ဒါပေမဲ့အခုနောက်ပိုင်းတော့ဒီပထမဆုံးပြီးရိုက်တာစိတ်ပြေသွားဆိုရင်တော့နောက်တစ်ခါတော့ဒင်းထွေပေးပါလေတော့ပြီးတော့ဆက်ရိုက်ကြည့်နေစိတ်ကူးတာပေါ့နော်ကောင်းဆုံးပြပါစေလို့ပြောလိုက်ဝင်ပေါက်တော့ရှင်းကားပြောဒီပေးရပေးရဘာလို့တော့ကြည့်လိုက်ဒီလား And I got nobody, I don't know about that, but you know how we do right here. Yeah. Better let me say tonight. I done fuck up, brothers got me hacked up. Baby, you're a lucky duck, she got a lot of matches. Baby girl is hacked up, baby, you gon' keep it in a peanut. We don't trust them. I'm a motherfucking buck queen, so don't know one thing about me. Know I got my boots, I'm a motherfucking ball. I won't leave with you, I'm gonna pull off on the shorty, she just ran my thing. I'ma work with that, I'ma step
hard to talk to you can't. I don't get no fuck, I don't play bigger, fuck with some beach. I cut a baby with your dick, and I'm quick to bust a beach bigger. What the fuck you just said, bitch? You don't want ball with that. I'm a bad, I'm a whip the beach. If I crash, how you gonna have to call the law for me? Send them blitz out, they ain't gonna come back to their down. So roll his ass up on that boy, we gon' down some. I'm a yellow dreamer, my point lean. So don't know one thing about me, no I got my boots. I'm a yellow dreamer ball. ဗီဒီယိုတက်ရေးလေးထားမရှိတော့ပြီးတော့ဘာပြောမှလည်းမသိတော့ခဏပြင်သွားရင်လည်းဘာပြောမှမသိအဲ့တော့ဖြေဘူးတွေဆက်ပါလည်းမပြောသေးတယ်ပြင်မှန်တော့ဒီလိုပန်းချလာမယ်ဆိုရင်တော့ဒီအမဲဝိတဲ့ကူတစ်ခုရေဘလော့ရဲဖို့အတွက်ဖုန်းလေးရပိုင်ရတော့ကြာတဲ့ဖြေဘူးတွေဘလော့ပိုင်တော့ကောင်းတော့ပစ္စည်းတွေအများကြီးယူလာပြီးတော့ဝါကောက်လုပ်နေပြေးဖို့ကြောင့်လည်းခက်ခဲနေရှိတယ်။ဒီမတိုင်တော့လည်းရှောက်ပြီးတော့ဒီလိုလေးပြန်ရိုက်ပြကြမယ်။စီး I'm a yellow dreamer, mud point lean. So don't know one thing about me, they know I got my boots. I'm a baller better, I don't try to leave with you. She put weed and she put on the go. Dance with you, I ain't gonna buy slang, let you roll with you. She just drank quick, the beach, walk back. So she wanna stay the night, beach, try to take cool. Chris made her like some tea, she gon' call me baby boo. camera over ဒီဘက်ချက်ချင်းလှည့်လို့မရဘူးဖြစ်ရှောက်ပြဒီလိုပဲနဲ့ပြလိုက်ဘယ်လိုဖြစ်သွားလဲဟိုးဘက်ကခဏစောက်ဝင်လာတရားနေပြီးဒီဘက်ဒီစတော့ဝိုင်းရှောက်ပြီးဒီဘက်ပတ်ပြီးတော့ဒီဘက်ဖက်ရှောက်ပြီးတော့ခဏပြန်လာမယ်
ဆောင်ထားရပါပြီလူရင်းနဲ့ဆိုပြေးလို့လည်းမရပါဗျာ6ကလည်းလမ်းသိမ်းမလျှောက်ပြတော့ဘူးလို့လမ်းမများလျှောက်တော့6ကနည်းနာတယ်ဒါပေမဲ့တော့ကျင်သားရအောင်တော့လုံးအောင်ကျင်သားမရအောင်ဖြစ်နောက်ဆိုရင်ဗီဒီယိုပဲများရိုက်ချင်တယ်လမ်းများလျှောက်ချင်တယ်ဆိုရင်တော့လမ်းများလျှောက်မှရအောင်ဗီဒီယိုများရိုက်နိုင်ဖို့အတွက်ဆိုရင်နှခမ်းအရင်ကခဏခဏ6တော့ Vaseline လေးရပါတယ် Vaseline လေးပေါ်မိတယ်โอเคအဲ့ဒါဆိုတော့နားပြီးဆိုတော့လမ်းဆက်လျှောက်လိုက်ပါဦးမယ်နောက်တစ်ပတ်ထပ်ရှောက်အောင်လို့ဒါပေမဲ့အချိန်က6နာရီကျော်နေပြီဆိုတော့အိမ်ကိုပြန်ရမှာလည်းလမ်းလျှောက်မှာလည်းတနာရီကျော်တော့ဆိုတော့7နာရီတော့ပြန်ဝင်တယ်အခုရက်ပြန်မယ်အဲ့ရတော့ရေလွတ်တဲ့စက်ခဏဝင်ပြီးချက်ရဖို့ပြီးဘယ်လိုမှချက်စပြုတ်ပြီးလို့စားရည်တဲ့လိုလိုက်အောင်ရောက်တယ်။အဲရောက်ပြပတ်တယ်။အားပြောတယ်။အဲ့ဒါပြီးတော့မနော်ဒီကလေးစင်ကစိုက်လို့ပြီးတော့ပြေးမယ်ပါ။ဟောတော့ရှော့လုပ်ပြီးတော့အကျော်ပဲရှော့ပြီးလည်းရှော့လိုက်တယ်။ပြေးနိုင်တယ်။အကောင်းကြီးပြန်လာခဲ့တော့အဲဒီအားခဲ့ပြီးဟောပါပဲတော့ပြီးတော့ပြင်ချင်တယ်။ဒီအဲ့ဒီအေးစီပဲလည်းရှော့ဒီစိုက်လို့ကြတယ်။တော့ခါကြတော့ပေါ့ပါလာတယ်။အခုတော့ပြန်ရောက်တော့ဒီပြန်ပဲလုပ်ရစနာကိုစတာဝင်ချာလန်နေပတ်ပြပိုဝေးနေတယ်ဝဲချော်လို့ပိုဝေးနေစားမယ်ပြန်ပိုဝေးလေတဲ့အဲ့ဒါပိုဝေးဒါပေမဲ့ဒါမှပန်းချန်တော့ကိုထပ်တွေ့ခဲ့အစာကြီးကိုလာခဲ့တော့မတ်ပါချင်အဲ့ပန်းချန်အဲ့ပန်းချန်တော့လို့ပဲပန်းချန်သိမတော့ဘူးချင်တော့နားသွားခဲ့တဲ့ပန်းချန်လေးနဲ့တော့ပန်းချန်လာရတော့ရှိခဲ့တဲ့ကပ်ပတ်လည်းပေါ့ဖြစ်နေတယ် relax ဖြစ်နေဟိုဒီမှာလည်းမတွေ့ခဲ့တဲ့ပန်းချန်ဝင်ခဲ့မလို့ပဲဒါပေမဲ့တော့ကြားနေပြီဆိုတော့ဝင်ခဲ့လိုက်တို့ဒီပန်းနေတော့များတယ်အဲဒီတော့ဒီဒီမှာပန်းချန်ကစပန်းနေများစပန်းအောင်တော့လာဒီတော့ကျွန်တော်ရကုန်နေတော့ဒီကပြင်ရှိမှာစကူပါဆိုင်စကူပါတော့ကြာစကူဒီရောက်တော့ဒီတော့စကူလိုက်ပါဖို့တော်ဝေးတယ်နော်နိုင်ဝက်လာဆက်ချအောင်မယ်တော်လေးရှောက်ပြီးတော့ကြာခဲ့လို့တက်ရောက်တော့ဆိုတော့ကျွန်တော်အတွေ့တစ်ခုရလို့ပြောပြမလို့ဗီဒီယိုပြန်သွားနေတယ်။ဘာလဲဆိုတော့ကျွန်တော်အခုဒီချက်လေးစတော့ပြီးပဲအခုလည်းကျွန်တော်သွားတယ်အဲ့ဒါလိုက်တယ်။ဒါပေမဲ့ conversation တစ်ခုကိုဘယ်လိုစပြီးတော့ဘယ် topic ကိုပြောအောင်ကျွန်တော်မသိဘူး။ဘာကျွန်တော်ကသိစကားနဲ့ပုံမှန်လေးပေါ့။ဘာပြောသိချင်ပြောကျွန်တော်ကပြောပြတော့ဆိုတော့ရှင်းရည်လည်းပြင်းရအောင်ပြီးစိတ်ဝင်စားကြအောင်နောက်ဒီလိုကြရင်အဲ့ဒါ day trip ပြီးသွားရတာအားမျိုးရှင်းတယ်အဲ့လိုမျိုးနည်းနည်းဒီမှာဗီဒီယို content များလို့ပြောပြမယ်အဲ့ဒါဗီဒီယိုပုတ်များထုတ်ပေးရတာသင်ရသွားတယ်ဆိုရင်ကျွန်တော်ဖတ်နေကြစာအုပ်ဒါမှမဟုတ်ဖတ်ပြီးခဲ့တဲ့စာအုပ်တော့ပေါ့နော်အဲ့မှာစိတ်ဝင်စားကြကောင်းတဲ့ topic လေးတွေကျွန်တော်ရေးပြီးတော့ဟိုသွားတဲ့ဗီဒီယိုအကြောင်းလေးရရင်းနဲ့ဆက်စာအုပ်ကိုလည်းကျွန်တော်ဖတ်ပြီးတဲ့စာအုပ်တွေကောင်းတဲ့စာအကြောင်းတွေစာပိုက်တွေအကြောင်းကိုပြန်ဝင်လာလို့ပေါ့နော်အဲ့လိုစဉ်းစားထားတယ်ဝိထုစာအုပ်မျိုးဟာလည်းဟုတ်ချင်မှဟုတ်ပါအဓိကကတော့အဲ့လိုမျိုးစိတ်ပိုင်းဆိုင်ရာရင်းချက်နိုင်တဲ့ဖတ်ခဲ့တဲ့စာအုပ်ပုံစံတွေပေါ့အဲ့ဒီကျွန်တော်ရင်းနဲ့ပြောပြဖို့အတွေ့အကြုံရအဲ့ဒါဆိုရင်တော့ဟိုလိုမျိုးဟိုသွားတဲ့
နေရာအကြောင်းကောင်းမွေးလဲပြလို့ပြီးလို့ရှိရင်ပြောတဲ့စကားတွေလည်းနေရာစားရအောင်ပေါ့နော်ကျွန်တော်အဲ့လိုတွေးတယ်ပေါ့ကျွန်တော်ဘာလို့ဒီလိုဗီဒီယိုစားလုပ်တာလဲဆိုတော့အိမ်မှာဒီတိုင်းပဲနေလို့ရှိရင်ကျွန်တော် basic correction လုပ်တယ်ဒီနေ့မှာစားရကြတယ်အဲ့ကြောင့်စီအောင်တော့ကြည့်အဲ့တော့စက်ပဲတိုင်းနဲ့နေဝါပြီးတော့လောက်ချင်တဲ့သူတို့ရှောက်သွားပြီးတော့ကားတွေပြောမယ်ဗီဒီယိုရိုက်မယ်လို့လောက်ချင်တဲ့အကြောင်းလည်းချက်တူစားကြည့်အောင်လို့အဲ့လိုကြောင့်အားတော့ကျွန်တော်တို့ချင်တဲ့ဖောက်ခွင့်တွေအကြောင်းဒီနေ့ idea ရတယ်ပြောပြနော်ပြီးလို့တဲ့နေရာတော့ဆိုတော့ဘယ်လိုစေဝင်တော့ရဲရကြတော့အဲ့ဒါကဝင်ပြီးအသားဝယ်ပြီးလည်းလည်းကြိုက်ကောက်ပြန်ပြီးတော့ဘာလဲယူပြီးစဉ်းစားပြီးရတဲ့ပြီးဆိုတော့ကျွန်တော်ကတော့အဆုံးဒီ YouTube ဗီဒီယိုကိုရိုက်နိုင်ခဲ့လို့ပြောပါဘောနော်ကြည့်ရှုပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ပြီးတော့ရှေ့ဆက်ပြီးတော့ဗီဒီယိုအများကြီးရိုက်နိုင်အောင်လို့ subscribe လုပ်ကြပါ